ဒီတစ်ခါမှာတော့လေယာ optimize နဲ့နောက်ဘလို့လဲကိုလှည့်မြန်စွာနဲ့လေးအောက်ကနေပြီးတော့ DWG ကိုပြောင်းကြမလဲဆိုတာပြပြမယ်။ဥပမာ file တစ်ခုမှဆိုလို့ရှိရင်တချို့ file တွေဆိုလို့ရှိရင်မလိုအပ်တဲ့ data တွေပေါ့နော်ကိုယ်နဲ့မဆိုင်တဲ့ data စီလင်းတို့နောက်ကြ structure နဲ့ဥစ္စာတွေ DNA စာတွေပြစ်သိမ့်နေပေါ့နော်ဒီ file မှာတော့အဲ့လိုမရှိဘူးပြစ်သိမ့်နေတဲ့ဟာတွေမှာဆိုလို့ရှိရင်ကိုကအဲ့လိုမျိုးကြီးမလိုချင်ဘူးလေယာတွေဆိုလဲအများကြီးပဲအဲ့ဒါဆိုရင် file လေးတော့မလိုချင်တော့ဒီမှာကိုယ်နဲ့သက်ဆိုင်တဲ့လေးအောက်ပေါ့လေဒီလေးအောက်မှာဖော်ထားတဲ့ဟာတွေပဲလေးရာတွေရောဘာတွေရောဒါတွေပဲလိုချင်တယ်ဆိုလို့ရှိရင်ဒီလေးအောက်ကို DWG ပြန်စေလို့ရတယ်ပေါ့နော်အဲ့ဒါကဘယ်လိုစေမလဲဆိုတော့ဒီကိုစေမဲ့လေးအောက်ကိုselect ပေးပြီးတော့ရွေးထားပြီးတော့ right click ထားပြီးသွားရင် export to model ဆိုပြီးတော့အဲ့ဒါလေးရှိအဲ့ဒါလေး click နှိပ်ပြီးသွားရင်နာမည်တစ်ခုနဲ့စေလိုက်စေလို့ရှိရင်စေပြီးသွားလို့ရှိရင်ဒီမှာ open ဖွင့်ကြည့်လိုက်အဲ့ဒါဆိုရင်ကိုလိုချင်တဲ့ layer နဲ့ကိုရဲ့လေးအောက်မှာရှိတဲ့ပါတဲ့ layer တွေပဲပေါ်ထားတဲ့ layer တွေပဲပါပြီးတော့ layer ကို optimize မြန်လုပ်လို့ရပါဘောเนาะမလိုအပ်တိုင်းမပါဘူးဆိုတော့မျက်စိရှင်းသွားတာ